မှာစားတဲ့ထုံးရှိဘူး စားစင်ကထမင်းတော့ရှိရဲ့ဟဲ့ဟင်းတော့ပဲ ဒီချိန်တော့မယ်ဆိုင်နေပိတ်ကုန်လေ ဟင်းတော့တခုမှမလား မမမို့လို့ဂျူနီယာတယောက်တော့မှာခဲ့ရမယ်ချင်း အတိငါတိလာထမင်းလည်းရှိရဲ့ဗီဒီမိတ်ဆိုတော့ခိုင်းတတ်စားလို့ရတယ် မမလေး သူတို့မှထားနေတာဟုတ်ပါလေ